ကျမတက်40နာရီလာပါပြီဒါနဲ့ဆိုလို့ရှိရင်ဒုတိယအချိန်မြောက်ဘုန်းကြီးကျောင်းမှာလာပြီးတပြည့်စီလဲတဲ့ကုသိုလ်လုပ်တာပါကျမရဲ့လုပ်ဖို့ကိုင်ပဲညီမလေးတွေနဲ့အတူတူတစ်ပတ်ကိုတရက်အချိန်ယူပြီးတော့ညနေဆောင်လေးမှာလာပြီးတော့ဘုန်းကြီးကျောင်းမှာတပြည့်စီလဲဖြစ်ပါတယ်ဒီဟာကတော့ငါးစုတန်းမှာဒီဖျားကြီးတွေကရှီဟောင်းဖျားကြီးတွေပေါ့နော်အခုကတော့မြေလင်းတန်းချောင်းပြိုတဲ့ဖျားတွေကပြိုသွားပါပြီကျမရဲ့အမေလေးတန်းလောက်ကလေးကဒီမှာပြောင်းနေတာအဲ့တော့ဆိုရင်ဒီနေရာကလူကြီးလည်းသိမရှိဘူးလုံးဝခြုံနေပိတ်ပန်းနေပေါ့နော်အခုတော့ဆရာတော်ကြီးရဲ့ဘုန်းတော်ကိုကြောင့်မလို့ကျောင်းကြီးကအရန်ကိုစီကားပြီးတော့ဒီလာရှင်တွေယောဂီတွေနဲ့ဘုံဘုံတွေအများကြီးတရားအထုတ်လို့ရတဲ့နေရာဖြစ်နေပါပြီဒါကတော့ခုနကဇီဒီတွေကတဆူတွေကိုကျမဝင်ပြီးတော့ဖျားရှိခိုးတာပါဒီထဲမှာကျမဖျားရှိခိုးနေရင်လည်းကိုယ့်အတန်မဲ့ကိုကြားရပြီးတော့လှိုင်းကောင်းကြီးလိုဖြစ်နေတော့ရှင်ထဲမှာတစ်မျိုးကြီးခံစားရတယ်ကဲဒါတော့ကျမအိမ်ပြန်ရောက်တော့ဖျားပန်းလဲပါမယ်အိမ်မှာဖျားပန်းမလဲရသေးလို့ညဘက်ဒီဖျားပန်းလဲရမလဲဒါကြီးကျမတို့လာမပြောနဲ့နော်ကျမကုသိုလ်လုပ်တာပဲအချိန်ပဲဖြစ်ဖြစ်ကျမကုသိုလ်လုပ်ပါတယ်ကုသိုလ်လုပ်ဖို့အတွက်နေ့ညကျမမရွေးပါဘူးဒါတော့ကျမဖျားအကြောင်းဆောင်လေးမှာအားလုံးကျမလူတန်းပြီးသွားပြီပေါ့နော်ရေတော်ဆိုလို့ရှိရင်လူမျိုးအေးနေတဲ့ရေတော်ကရတာပို့ပြီးတော့စိတ်အေးချမ်းသာပါတယ်ဗီဒီယိုလေးကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်အားလုံးပဲကျမချမ်းသာကြပါစေ